နာမီလိုင်းကြီးဟာကြောင်မဖွဲအော်တန်ကြီးနဲ့တူသင်းမောပေါ်ဝုန်းနဲ့ရိုက်ခတ်လာပါတော့တယ်ခုနာလေးကနေပြောနေကြတဲ့ပိုဆိုင်ဒွန်သင်းမောကြီးဟာငရဲပြီလို့ဖြစ်သွားခဲ့ပါပြီသင်းမောကရေရှိန်အောက်မှာမှောက်သွားပြီးတော့ခီးတယ်ရီယာသင်းမောရဲ့ပရီဘောကာတွေနဲ့အပိုင်းစားတွေထိမှန်ထိုးဆိုင်ခံရသလိုအမြင့်ကြီးကနေလည်းပြုတ်ကျသေဆုံးကုန်ပါတယ်ပိုဆိုင်ဒွန်ကစောက်ထိုးဖြစ်သွားပြီးတော့ဂုံးဘက်ကအရာရှိတွေနဲ့ကြံမှုတန်းတွေအားလုံးလည်းရေနဲ့သေဆုံးသွားကြပါတယ်သင်းမောတစ်စီးလုံးကလူတွေအကုန်လုံးသေကုန်ပြီးပွဲရုံခမ်းမတွေကလူတွေသာအသက်ရှင်ကြံရစ်ပါတယ်မီးတွေကုန်ပြတ်သွားလို့အရေးပေါ်မီးလင်းလာပါပြီတချို့နေရာတွေမှာဆိုရင်မီးတောင်ထလောင်နေလို့ရှိတာနဲ့ညှိနေကြပါတယ်တပတ်ချမ်းမှာကလပ်မှာကဲနေကြတဲ့ဂျန်နီဖာနဲ့ခရစ်စတန်လည်းအသက်ရှင်ပါတယ်ဒါပေမဲ့ခရစ်စတန်ရဲ့ခြေထောက်ကိုတတ်ထုဘောင်ကြီးကပိနေပါပြီဂျန်နီဖာသာမကအီလန်နာကပါလာကူပြီးနှစ်ယောက်တူဆွဲထုတ်ဖို့ကြိုးစားပေမဲ့မရခဲ့ပါဘူးခမ်းမထဲမှာလည်းမက်ကီကသူ့သားကွန်နာဟာမျက်နှာချက်ကစမ်းရည်ကြီးနဲ့ညက်နေလို့ကယ်ပေးဖို့အော်ဟစ်ကူညီတောင်းခံနေရပါတယ်ကောင်လေးကလည်းကြောက်ပြီးတော့ငိုယိုနေပါတော့တယ်အဲ့ဒီချိန်မိသားသမားလည်းလှုပ်ခဲ့ဘူးတဲ့ရောဘတ်ရောက်လာပြီးတော့ကောင်လေးကိုဘေးမသိရံမခနဲ့အောက်ကိုကျနိုင်အောင်ကဲတင်ပေးလိုက်ပါတယ်